အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဆွေးနွေးမျှဝေပေးခြင်းနဲ့ဥပဒေအကြောင်းအရာလေးကတော့အုပ်ချုပ်ရေးမှူးထံကခွင့်ပြုချက်မရှိဘဲနဲ့အတန်ရှင်းဆက်ဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုပြစ်ဒဏ်တွေရှိသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ဆွေးနွေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေရဲ့ပုံမှန်18မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်ရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအတွင်းနေထိုင်သူများသည်အတန်ရှင်းဆက်ဖွင့်လိုပါကသက်ဆိုင်ရာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှခွင့်ပြုမိန့်ရယူရမည့်အပြင်သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်လိုက်နာရမည်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မိမိအနေနဲ့ပေါ့နော်ဒီမိမိရဲ့ရက်ထဲရာထဲမှာဒါမှမဟုတ်မိမိနေထိုင်တဲ့ရက်ကွက်အတွင်းမှာဒီအတန်ရှင်းဆက်ဖွင့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးထံကိုတွားရောက်ပြီးတော့ပေါ့နော်ဒီအတန်ရှင်းဆက်ဖွင့်ဖို့ခွင့်ပြုမိန့်တောင်းခံမှာပဲဖြစ်ပါတယ်အဲ့ဒီလိုအုပ်ချုပ်ရေးမှူးထံကနေပြီးတော့အတန်ရှင်းဆက်ဖွင့်ဖို့ပေါ့နော်ခွင့်ပြုမိန့်မရှိဘဲနဲ့အတန်ရှင်းဆက်ဖွင့်မယ်ဆိုလို့ရှိရင်ဒီပြစ်ဒဏ်အနေနဲ့ပေါ့နော်ပုံမှန်29မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်မည်သူမဆိုပုံမှန်19 18 19ပါတာဝန်ကိုဆောင်ရွက်ရန်ပြက်ကွက်လင်ထိုသူကိုကျပ်1000ထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်ငွေဒဏ်ပေးဆောင်ရန်ပြက်ကွက်ပါက9ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန်သက်ဆိုင်ရာတရားရုံးကချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဆွေးနွေးမျှဝေမှုကိုအနည်းလျှော့ရမယ်ဆိုရင်ပေါ့နော်ဒီအုပ်ချုပ်ရေးမှူးထံကနေပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့အတန်ရှင်းဆက်ဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုပြစ်ဒဏ်တွေရှိသလဲဆိုလို့ရှိရင်ပေါ့နော်ဒီကျပ်1000ထက်မပိုသောငွေဒဏ်ကိုချမှတ်ခံရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုငွေဒဏ်ချမှတ်တာကိုပေါ့နော်ငွေဒဏ်ပေးဆောင်ရန်ပြက်ကွက်တယ်ဆိုလို့ရှိရင်ဒီ9ရက်ထက်မပိုသောထောင်ဒဏ်ကိုပေါ့နော်သက်ဆိုင်ရာတရားရုံးကချမှတ်မှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့အများပြည်သူတို့တည်တင့်တိထိုက်သောဥပဒေဆိုင်ရာကိစ္စရပ်များကိုဆက်လက်ဆွေးနွေးမျှဝေပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်